တခါတလေမှာကျွန်တော်တို့တည်ထားတဲ့ကဘာကြီးထက်ပုံမကျပြောရဲ့နေရာတစ်ခုမှာမထင်မှတ်ထားတဲ့အနေအရရှိနေတတ်ပါတယ်အမောင်ထုတွေဖုံးလွှမ်းနေတဲ့အာကာသဟင်းလင်းပြင်ကြီးရဲ့မှာအရာအလုံးပြောက်ွယ်တော့မဲ့အခြေအနေတစ်ခုနဲ့စတင်လိုက်ရအောင်ပါအေးဆက်တိတ်ဆိတ်နေတဲ့အာကာသထဲမှာထူးဆန်းတဲ့အလင်းတန်းတစ်ခုပေါ်ထွက်လာပါတယ်အဲ့ဒီလင်းတန်းဟာအားလုံးရဲ့မျောလင်းချက်ဖြစ်တဲ့မင်းသမီးစီကလာတာပါဒါပေမဲ့အဲ့ဒီမျောလင်းချက်ဟာခဏလေးအတွင်းမှာပဲအမောင်ထုရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတယ်ရန်သူတော်ကြီးပေါင်းစားဟာစကြဝဠာရဲ့အစွမ်းထက်ဆုံး power star တွေကိုစုဆောင်းပြီးကဘာမြေကိုတာမက galaxy အားလုံးကိုတိမ့်ပိုက်ဖို့ပြင်ဆင်နေရပါမာရီယိုနဲ့လူဂျီတို့ညီကိုနှစ်ယောက်ဟာပုံမှန်တိုင်းသူတို့ရဲ့အလုပ်တွေကိုလုပ်ကင်နေရင်းကနေမမျှော်လင့်ပဲဒီစွန်စားခန်းကြီးရဲ့ကိုရောက်ရှိသွားခဲ့ပါတယ်သူတို့ရှေ့မှာမြင်တွေ့လိုက်ရတာကတော့အရင်ကတခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့ကြိုးတွေနဲ့လှပပေမဲ့အနေရများတဲ့အာကာသမြင်ကွင်းတွေပါဒီနေရာမှာပဲသူတို့ဟာယိုဆာလီနာလို့ခေါ်တဲ့ရှိုးဝက်ဆန်းပြတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်သူမဟာဒီစကြဝဠာကြီးရဲ့အဆောင်အရှောက်ဖြစ်ပြီးအခုတော့သူမရဲ့အစွမ်းတွေဆုံးရှုံးနေရရှာပါတယ်ပေါင်းစားဟာဂင်းစတာတွေကိုအသုံးပြုပြီးသူ့ရဲ့ခံတက်ကြီးကိုအဖြစ်နေပါတယ်။သူဟာစကြဝဠာရဲ့ဗဟိုချက်ကိုထိန်းချုပ်ဖို့ကြိုးစားနေတာပါ။ဒီလောက်ရဲ့ကြောင့်ဂျိုတွေဟာသူတို့ရဲ့ပလန်တွေကနေလွဲချော်ကုန်ပြီးပျက်စီးခြင်းနိမိတ်တွေပြနေပါပြီ။မာရီယိုဟာပိချစ်ကိုကယ်တင်ဖို့အတွက်တကြုံပြီးတကြုံကူးပြောင်းရင်းခက်ခဲတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရပါတယ်။လေထုမရှိတဲ့နေရာတွေကျက်ဆွဲအားပြောင်းရင်းနေတဲ့နေရာတွေမှာသူဟာသူ့ရဲ့စွမ်းရည်အားလုံးကိုအသုံးချပြီးရှေ့ဆက်နေရပါတယ်။လူဂျီကတော့ကြောက်ရွံ့တက်ပေမဲ့သူ့အကိုအတွက်ဆိုရင်ဘာမှဆိုလုပ်ရတဲ့တတိမျိုးရှိလာပါတယ်။သူတို့နှစ်ယောက်ဟာမတူညီတဲ့ကျဲစုလန်းတွေမှာရန်သူနောက်လိုက်တွေကိုတိုက်ခိုက်ရင်းအဖိုးတန်တဲ့ကျဲပွင့်တွေကိုပြန်လဲစုဆောင်းခဲ့ကြပါတယ်။တစ်ဖက်မှာလည်းဘောင်စာရဲ့အကြံအစီတွေကပုံမုံနဲ့ဆိုင်လာပါတယ်။သူဟာတာမန်သိမ့်ပိုက်တာမျိုးမဟုတ်ပဲစကြဝဠာတစ်ခုကိုသူ့စိတ်ကြိုက်ဖန်တီးဖို့စူးစမ်းနေတာပါ။ဒါဟာလက်ရှိနေသမျှတက်ရှိအားလုံးကိုဖျက်ဆီးပစ်မဲ့အတိတ်ပဲပါပဲ။ဇလန်ရဲ့အလှည့်ပြောင်းမှာမာရီယိုဟာအခက်ခဲဆုံးရေးချယ်မှုတစ်ခုကိုလုပ်ခဲ့ရပါတယ်။တစုံတစ်ယောက်ကိုကယ်တင်ဖို့အတွက်မိမိကိုစတေးရမယ့်အခြေအနေမျိုးရောက်လာတာပါ။ယိုဆာလီနာရဲ့အကူအညီနဲ့သူတို့ဟာဘောင်စာကျဲတကုံနဲ့ခတ်တာရာကြီးစခန်းခံတက်ကြီးစီကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာဖြစ်ပွားတဲ့တိုက်ပွဲကတော့တစုံတစ်ခုကိုကာကွယ်ခြင်းနဲ့စိတ်နဲ့တစ်ခုခုကိုဖျက်ဆီးခြင်းနဲ့စိတ်တို့ရဲ့အားပြိုင်မှုပါပဲ။တိုက်ပွဲရဲ့အထွတ်အထိပ်မှာဘောင်စာဟာအဆက်မတန်ကြီးမားလာပြီးအရာအလုံးကိုပြဖြစ်အောင်လုပ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့မာရီယိုနဲ့လူဂျီတို့ရဲ့ညီညွတ်မှုပြီးတော့စကြဝဠာတွေကလူမလေးတွေရဲ့ဆူတောင်းတန်တွေကသူတို့ကိုခွန်အားတွေပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့အမောင်ထုကိုအလင်းကအောင်နိုင်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီအောင်ပွဲအတွက်ပေးဆက်လိုက်ရတဲ့တန်ဖိုးကလည်းမနှဲလာပါဘူး။စကြဝဠာကြီးပြန်လဲငိမ့်သက်သွားတဲ့အခါမှာတော့အရာအလုံးဟာပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။မင်းသမီးပိချလည်းလွတ်မြောက်လာခဲ့ပြီးယိုဆာလီနာလည်းသူမရဲ့အိမ်ကိုပြန်သွားနိုင်ခဲ့ပါတယ်။မာရီယိုနဲ့လူဂျီတို့ကတော့ကဘာမြေကိုပြန်ရောက်လာပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့အာကာသထဲကကျဲစုတန်းတွေနဲ့အတွေ့အကြုံတွေကိုအမြဲတမ်းမှတ်မိနေတော့မှာပါ။ဒီစွန်စားခန်းကသူတို့ကိုတင်ပေးလိုက်တာကတော့ဘလောက်ပဲမောင်မိုက်နေပါစေမျောလင်းချက်ဆိုတဲ့အလင်းဆက်လေးကတော့အမြဲတမ်းရှိနေတယ်ဆိုတာပါပဲ။